နင်ဂျာမာလေးရဲ့အကြောင်းသိဆက်ပေးတော့မှာဖြစ်ပါတယ်။အရင်နေ့ကတင်ထားရကြရင်တော့10မိနစ်မပြည့်ဗီဒီယိုလေးကို YouTube မှာတင်ထားတာဖြစ်ပါတယ်။ဒီနေ့ကကြရင်တော့အသစ်ဖြစ်ပါတယ်။နင်ဂျာမာလေးနောက်ဆုံးဖြစ်ပြလေးပေါ့နော်။မနေ့ကတင်ထားရကြရင်ဒီနေ့ကကြရင်တော့နင်ဂျာမာလေးတယောက်ရဲ့အကြောင်းသိဆက်ပေးတော့မှာဖြစ်ပါတယ်။ဗီဒီယိုလေးအခုပဲစလိုက်ကြရအောင်။အမရေမိုးကလေးအုံးလိုက်တာနော်။ဟုတ်တယ်ရှင်မိုးကလေးတော်တော်လေးကိုအုံးလိုက်တာ။ရောက်လာပါမှာရှင်ရောက်လာမှာပါပြီးတော့မှရေစီတူအေးပါတော့ငါမူစားရှင်နေဟာတော့ဝေပေါ်လေအဲ့ဆိုနင်းလိုက်ခဲ့ပါလားမလိုက်ရှင်တော့ဟာနင်းတယောက်တည်းစားဖို့ပြီးရောငါအဲ့ဆိုငါဆိုင်ပေးသွားတော့မယ်ငါတယောက်တည်းပဲသွားသူ့စပိန်နဲ့ချပြီးဆိုတော့အမပြုံးတော့ဆိုင်မှာတော့ဝေရမယ်ပါဝင်မှာတော့ရှူရှင်တလုံးဘလောက်လေအမတို့ဆိုင်မှာရှူရှိကုန်သွားပြီဟုတ်လားအေးစိန်ဘာရလဲမီနူးလေးမှကြည့်လိုက်ဟုတ်ကိုလာတက်ရှင်လိုက်တာငါမှပါတာရန်30ဆိုတော့အမသမင်းကိုနောက်နေ့90လာပေးမယ်လေအဲ့မရအင်္ဂါပတ်စံတွားရမယ်ဟုတ်ပြီဆိုတော့မုန်းငါတော့ကြီးစားပြလိုက်မယ်ယေကိုလာတော့ကိုစီတူတောင်းနေအောင်ဒီမှာပဲတောက်လိုက်တော့မယ်တောက်ကောင်းလိုက်တာလာဆန်တော့ပဲအေးဆိုရင်ကစားကွင်းပြန်တော့လိုက်တော့မယ်လာပြီလားမရှိစုရဲ့ငါတော့မပါဘူးလားရှုရှင်မပါပါဘူးဘာလို့ယူခဲ့ရမှာနင်ငါကျွေးလို့လားမကျွေးနဲ့ဆိုမထားနင်နဲ့ငါနဲ့မခေါ်တော့အေးကလေးတွေကတော်ပဲနော်မိဖရဲ့ပတ်စံရှိလားမရှိလားမသိဟုတ်ပါမရဲ့တနိုင်ဒီကျမလေးတွားမယ်နော်ရပါရဲ့အမတို့ဆိုင်ကိုဝေတော့လိုက်ဝင်တူရဝေးရအမရေတနိုင်နဲ့10မိနစ်တော့ဖြစ်သွားပြီကျမအိမ်ပြန်လိုက်တော့မယ်နော်ကျမလှုပ်ရှားရရှိတယ်တခြားလုပ်တွေလည်းသွားရအောင်မယ်ရကျမအိမ်ပြန်လိုက်တော့မယ်နော်ဟုတ်ကဲ့ရပါရဲ့လို့အင်္ဂိုရောရောက်ပြီငါဒီမှာစပုံမလို့ရမှာပဲကျမဒီမှာကော်ဖီလေးတွေပါဖြိုးလိုက်အောင်မယ်နော်ရဖြိုးဒီနေ့ရှိုးလေးရှယ်ရီဆိုင်ကိုသွားရမယ်ဟုတ်ပြီရှိုးလေးရှယ်ရီဆိုင်သွားပြီးတော့ကော်ဖီလေးတစ်ခွက်နဲ့လိုက်အောင်မဆိုင်ကယ်လေးကိုဒီခဏနေမွေးရမှာဆိုတော့မော်လုံးဝင်နေရာလေးမှာပဲထားလိုက်တော့မယ်ချိုးလေးရှယ်ရီဆိုင်တော့ရောက်ပါပြီဟာဒီနေ့စပုံမောနေနေပါလားချိုးလေးလာပြီလားခုနကမှသွားထိုင်ဒီနေ့မှမထိုင်နဲ့ပြီးရောတော်စားကောင်းလေရတွေးနေပါလားတွေးငါမေးတော့ချင်းနေဟဲ့ကျိုးဒီမျိုးထဲမှာမဟုတ်မှန်တည်းမကြောက်လားကြားတာပေါ့ပါလင်မင်းအဲ့အကြောင်းကိုမင်းလင်းဖြစ်ရှင်နေလားမျိုးထဲမှာကြောက်နင်းကြရေးပိုင်းကတကယ်ဖြစ်လို့ရရဲ့ကျောင်းဖိုးပေးစီဆိုပြီးတော့ရှိတယ်သူကစိတ်ထားကောင်းတဲ့သူကိုလေအဲ့လိုဖြစ်ခွင့်ပေးတယ်လို့ပြောငါတို့မျိုးမှာတော့ဘယ်သူမှမဖြစ်တယ်ဘူးဒါပေမဲ့တခြားတိုကျိုမျိုးမှာလေးဖြစ်တယ်လို့ပြောရပြီဒီဆာကွာမျိုးမှာတော့ဘာမှဖြစ်တယ်ဟုတ်တယ်ကွာနင်ချာဖြစ်မယ်ဆိုပါလားငါလည်းနင်ချာဖြစ်ချင်လိုက်တာဟိုတစ်ခါကဆိုနင်ချာတော့ငါတို့မျိုးထဲမှာနင်ချာတကောင်တော့ငါတို့မျိုးထဲမှာလာတောင်းကျန့်သွားတယ်မိုက်ဒီဟာငါလည်းနင်ချာဖြစ်ဘလောက်ကောင်းလဲမသိဝမ်းတော်ရှင်းလဲအောင်
ရှင်းပြီးဆိုတော့ဒီမှာပဲလောက်ရတော့မှာပေါ့အဲ့မနေရတော့တိတ်မွေးပါဘူးကွာရေစခန်းသားနေတိတိသွားပြီးတော့အေးကစားကွင်းရဲ့ဒီဖက်မှာရဲ့အဆောင်အမြင်ရှိလေကွာအေးဒီဟာမှာရှိတာဟဲ့အေးဟာမှာကွာနင်တယောက်မင်းကြည့်လိုက်တွေ့လိမ့်မယ်โอเคကောင်းတော့တငယ်ချင်းရေအေးနင်ဂျာလာပါလားကိုလာဟာလာရဲ့ဆန်ကလေးရဲ့ပြီးဆိုအင်းကြီးပဲသွားရမယ်ကိုလာဟာလာရဲ့တည်င်းတွေကိုပေါက်နေရင်းနိုင်ထိုးပြီးဆိုတော့ကျမအိမ်ပြန်လဲအောင်မယ်မရပါနဲ့ကောင်းပြန်နော်ကျူရီရှိရဲဆိုတော့ဒီနေ့ကတော့အလုံးနှစ်ခုနဲ့ရင်လူမပါပြီအင်ကြီးသွားလေအောင်မโอเคထီယူပြီးဆိုတော့ကြောင်ဖိုးဖိုးကြီးစီကိုမြင်သွားအောင်မယ်ရောက်ပြီးကြောင်ဖိုးဖိုးကြီးကပဲမှာဒီထက်မှလူတယောက်ရှိလားမသိဘူးရှိအဲ့လိုပဲမေးလိုက်တော့မယ်ထီရုပ်လဲအောင်မညီမဘာမှဝေအောင်မလေးရှင်ကြောင်ဖိုးကြီးစီမှာကက်ဖို့ပန်းနဲ့ယူအောင်မလားရှင်မဟုတ်ရင်ပန်းစီတစ်စီးကိုမှ900ပါအမစပေပန်းမြလေးပန်းခတ်တာပန်းအဆွန်ရှိပါရဲ့ရှင်ပတောက်ပန်းနဲ့လေးရှိပါရဲ့ရှင်မွေတော့ပါဘူးကြောင်ဖိုးဖိုးရှိနေရပင်နားမှာလေးရှင်ဟိုနားလေးမှာပါဒီနားအင်းလေးမှာရှိပါရဲ့ရှင်โอเคအမလေးဝင်သွားအောင်လေစပေပန်းလည်းဝင်သွားအောင်လေလက်တွေရှင်နောက်နေ့မှဝင်မယ်အမကြောင်ဖိုးဖိုးကြီးရှင်ဖိုးကြီးစီမှာမဆူတော့နင်ဂျာတကယ်ဖြစ်တယ်ဆိုဟုတ်တယ်အဲ့ဆိုရင်ကျမလေးနင်ဂျာဖြစ်ရှင်လို့ရှင်မနေ့ပြန်အဲ့ရတော့နင်ဂျာဖြစ်လိမ့်မယ်ဟုတ်ကဲ့ရှင်တဆုံခွင့်ပြုပါအောင်အေးယူမကဝေခဲ့ကိုလာလေးတောက်လိုက်အောင်မယ်အမရှိရဲ့ပီဇာလေးစားလိုက်အောင်မတော်တော်လေးတောက်ကောင်းလိုက်တာဆိုရင်ငါပီဇာလေးစားလိုက်အောင်မယ်ငါလေးရှင်မြတ်လောက်ကဘလော့ကလောက်ရအောင်ပါပဲဆိုရင်ငါကင်ပြမန်းခေါ်ထားရပဲမလားသေးဘူးလားမသိဘူးရောက်ပါပြီဗျရောက်ပြီဆိုရင်ဒီနားလေးမှာထိုင်ပြီးရက်လိုက်တော့Hello ဒီနေ့မှာတော့ကျမစားပြမယ်ဟာကြရင်တော့ချက်သားလေးဖြစ်ပါတယ်တော်လေးကိုစားလို့ကောင်းပါတယ်ချက်ကောင်လုံးလေးပါနော်နောက်တစ်ခုကကြရင်တော့ကျမတို့ဟိုပို့ဖြစ်ပါတယ်ကျမကိုယ်တိုင်လုပ်ထားရပါနော်တော်လေးကိုစားကောင်းပါတယ်နောက်တစ်ခုကကြရင်တော့ပစုံအကိတ်ကြီးတွေဖြစ်ပါတယ်တော်လေးကိုစားကောင်းပါတယ်ရှင်ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးပဲဘိုင်ဘိုင်ဗီဒီယိုရိုက်လို့ပြီးပြီမလားဟုတ်ကဲ့ရေးပြီးဆိုတော့ပြန်လို့ရပါပြီသူလေးပြန်ပြီးဆိုတော့ငါလေးမိုးရေရှိုးရှင်လိုက်တာတော့ရှိုးရမယ်တက်ချုံမယ်ဂင်းကြီးနဲ့တော့ရှိုးရမယ်ချိုးလိုက်တော့မယ်6နာရီလုံးထိုးနေပြီပဲရေပဲချိုးလိုက်တော့ယေးမကြီးမငယ်နဲ့ချိုးလို့လေတူတူကောင်းတယ်ခုချိန်မှာအေးလိုက်တာ9နာရီတော့ထိုးနေပြီပဲမမိုးရေချိုးလိုက်တာလွန်သွားပြီတင်နေအေးပတ်ကောင်မယ်ရေတော့ချိုးလိုက်အောင်မယ်ရေချိုးလို့လေကားလိုက်တော့မယ်အင်ကြီးတော့လေးလိုက်မယ်ရှမ်းလိုက်တာမောလေးတူတူရွာလိုက်တာနိုင်ခွေးနေပြီငါအဲ့လိုက်တော့မယ်သူကြောင့်ဖိုးဖိုးကြီးပြောရတော့မေ့တော့လောက်ပါပြီဟာအဲ့ရလေခုမနော်ဘယ်နှစ်နာရီတော့ထိုးသွားပြီလေတင်းကြမရတီဦးရေဖောက်ပြန်နေလားမသိဘူးကြောင့်ဖိုးကြီးပြောရင်နင်ကြဖြစ်မယ်ဆိုဖြစ်လေးမဖြစ်ပါဘူးပိုင်းကြွားကောင်းပြီ
ငါအင်ဂျီပေါက်ထဲမှာဘာလို့နင်ဂျာအင်ဂျီပေါ်နေရလဲ What the ငါနင်ဂျာဖြစ်သွားပြီပေါ့ဒီမှာစကြတယ်လို့ပါရဲ့အိုးရှစ်လုံးမလိုက်တာငါအပြေးရမြန်သွားပြီ Okay ငါတော်တော်မြန်သွားပြီပဲWhat the heck အဲ့လိုနဲ့ပဲရေးတွေကသူ့နောက်ကိုဆက်မပြတ်လိုက်ခဲ့ပါတယ်။ဝါရေးတွေငါနောက်ပဲလိုက်နေကြပဲ။သူ့ကတော့တိတ်ခဲ့ရမယ်။အော်သူကအဲ့နော်။ဟုတ်ပါဟာမပီလာ။ရေးတယောက်ကိုတက်လိုက်တာမို့ချားရေးလေးလက်လာခဲ့ပါတယ်။သူတွေ့တော့မှသူမသိပါဘူး။ဟာ